Hi guys အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြပေးသွားမှာတော့ PayPal ကောက်ဘယ်လိုဖွင့်မလဲဆိုတော့ပြပြပေးသွားပါမယ်။ဒီတော့ PayPal ကောက်ဖွင့်မယ်ဆိုရင်ကျွန်တော်ဒီ application လေးသုံးခုလိုပါမယ်။နော်ဒီ application လေးသုံးခုလိုပါမယ်။ဒီတော့ကျွန်တော်တို့ VPN နဲ့ကိုသွားပါမယ်။ပြီးရင်ဒီမှာ Canada ရွေးပြီးတော့နော် Canada ရွေးလိုက်ပါ Canada ရွေးပြီးတော့ကျွန်တော်တို့ချိန်မယ်။ဒီ VPN လေးရမြန်တယ်နော်ပြီးရင် Chrome နဲ့ကိုသွားမယ် Chrome နဲ့သွားပြီးတော့ကျွန်တော် paypal.com ဆိုပြီးရိုက်ရှာမယ်paypal.com လို့ရိုက်ရှာလိုက်မယ်ပြီးရင်ခဏတော့စောင့်လိုက်မယ်ပြီးရင်အခုလိုမျိုးပြလာလိမ့်မယ်အခုလိုမျိုးပြလာရင်ကျွန်တော်ဒီနေရာမှာအောက်လေးနဲ့ဆွဲချလိုက်နော်အောက်ဆွဲချပြီးတော့ကျွန်တော်ဒီနေရာမှာ Canada ဖြစ်နေရမယ်နော် Canada မှာဖြူးစွန်အဲ့နေရာကိုသွားပြီး Canada လေးပြောင်းမိလိုက်ပါအင်္ဂလိပ်ပုံမှန်နဲ့နော်ကနေဒါလေးပြောင်းပြီးလိုက်ပါပြောင်းပြီးပွားရင်ကျွန်တော်အင်္ဂလိပ်ပဲထားလိုက်နော်ဒါကနေဒါစာသားဖြစ်နေပြောင်းပြီးပွားဆိုရင်ကျွန်တော် sign up ထဲကိုသွားမယ်ပြီးရင်ကျွန်တော်ဒီမှာ personal account လား business account လားဆိုရှိပဲကျွန်တော် business account ရွေးမယ်ပြီးရင် custom နေမယ်ဒီမှာကျွန်တော်နာမည်ထည့်ခိုင်းမယ် email ထည့်ခိုင်းမယ် password ထည့်ခိုင်းမယ်နော်နာမည်ကတော့ကျွန်တော်ကြိုက်တဲ့ထည့်မယ်ပြီးရင် email ထည့်ရမယ်ဆိုရင်ကျွန်တော်ဒီ application တွေကိုသွားမယ်ကျွန်တော် fake me နဲ့ပဲ temporary me နဲ့ပဲကျွန်တော်ဖွင့်ပြလိုက်မယ်နော်ဒီ profile ပုံလေးကိုနှိပ်မယ်ခဏဆောက်လိုက်မယ်ပြီးရင်ဒီ create and address automatically ဆိုတာရှိတယ်အဲ့နှိပ်ပြီးတော့ copy email နှိပ်လိုက်မယ်ပြီးရင်အဲ့ရသွားမယ်ပြီးရင် email နေရာမှာကျွန်တော်တို့ခုနကကျွန်တော်ထည့်လိုက်ဟာကိုနှိပ်လိုက်မယ် copy ပေးလိုက်မယ်ပြီးရင်ကျွန်တော် passport ထည့်မယ် passport ကြတော့ကျွန်တော် passport ကိုဘယ်လိုထည့်ရမလဲဆိုတော့ဒီမှာသူတို့ပြရနော်အောက်ဆုံးဟာထဲမှာ add to share to dollar sign တို့ဟို percent sign တို့အဲ့ဒါလေးပါမယ်အဲ့ဒါလေးအရင်ထည့်လိုက်မယ်ပြီးရင်ကျွန်တော်ကအင်္ဂလိပ်အခရာအကြီးတစ်လုံးထည့်မယ်ပြီးရင်အသေးလေးလုံးလုံးထည့်မယ်ပြီးရင်အခရာ၅လုံးလုံးထည့်လိုက်မယ်အခရာဆိုတာဟိုကဏ္ဍအခရာပေါ့ကဏ္ဍအခရာ20 30 40အဲ့၅လုံးလုံးထည့်လိုက်မယ်ထည့်ဝင်ရင်ကျွန်တော် agree and create ကောက်ဆိုတာရှိအဲ့နှိပ်လိုက်မယ်ဒီလိုပြလာပြီဆိုရင်ကျွန်တော် email ရော code ဆိုတော့နှိပ်မယ်ပြီးရင်ကျွန်တော်ခုနကကျွန်တော်ကြည့်ရနေအောင်သွားမယ်ဒီနေရာမှာyour PayPal beneficiary code ဆိုတာပေါ်လာလိမ့်မယ်ဒီညာနှိပ်လိုက်နှိပ်သွားရင်ဒီမှာနော်385068အဲ့နှိပ်ပြီးတော့ submit နှိပ်လိုက်မယ်ဒီလိုပြလာပြီဆိုရင်ကျွန်တော် custom နှိပ်မယ်ဒီနေရာမှာကျွန်တော်တို့ရွေးခိုင်းတာရှိတယ် I'm using ခုမှမယူနေ skip the question ပဲနှိပ်လိုက်မယ်ဆက်လိုက်တာနှိပ်မယ်ရွေးလိုက်ရတယ်ဒါပေမဲ့ကျွန်တော်တော့မရွေးပြတော့ဘူး business နှိပ်မယ်ပြီးရင် partnership ဆိုတော့နှိပ်မယ်ပြီးရင် next နှိပ်မယ်ပြီးရင်ဒီနေရာမှာကျွန်တော်တို့ရှေ့မှာထည့်ရတဲ့နာမည်ကိုပြန်ထည့်မယ်ပြီးရင်ဒီအောက်က use your legal business name ဆိုတော့ထည့်မယ်ပြီးရင်ကျွန်တော်ကဒီနေရာမှာကဏ္ဍထည့်ရမယ်ကဏ္ဍထည့်မယ်ဆိုရင်ကျွန်တော်ကနော်ကျွန်တော်ကြိုက်တဲ့နံပါတ်ထည့်လို့ရတယ်ကျွန်တော်ဖုန်းနံပါတ်တစ်ခုပဲဖြစ်ဖြစ်ထည့်လို့ရတယ်ပြီးရင်ဒီနေရာမှာ primary currency နေရာမှာကျွန်တော်တို့ကအောက်ဆုံးသွားပြီး US dollar တွေရွေးပေးလိုက်မယ်ပြီးရင်ဒီနေရာမှာကျတော့ကျွန်တော်က business ကိုဘယ်ချိန်တော့စတင်တည်ထောင်တာလဲပြောရဲအဲတော့ကျွန်တော်က date တစ်ခုထည့်လိုက်မယ်2020ပုံမဲ့ထားလိုက်မယ်အမှန်27ထားလိုက်မယ်27ထားပြီးတော့ကျွန်တော်ကဒီအောက်ကကနေဒါတော့မရွေးပါနဲ့ပြီးရင်ဒီပေါ်ဆုံးမှာဆိုရင်ကျွန်တော်ဒီမှာခ
ခုထည့်လိုက်မယ်ပေါ်ဆုံးဟာပဲထည့်လိုက်မယ်ပေါ်ဆုံးဟာထည့်ပြီးအောက်ကနေရာမှာကျွန်တော် man 10ဒီနေရာမှာ0နဲ့စတဲ့ဟာလေးထည့်လိုက်မယ်ပြီးရင်ကျွန်တော်ဒီအောက်ကနေရာမှာကျတော့ပေါ်ဆုံးဟာလေးပဲထည့်လိုက်မယ်ပြီးရင်ဒီဟာ business website ရှိရယ်အားလေးကိုလိုးနေလိုက်မယ်ပြီးရင်ဒီနေရာမှာကျွန်တော်တို့ကမြန်မာဖုန်းနံပါတ်ပဲထည့်မယ်မြန်မာဖုန်းနံပါတ်ထည့်မယ်ဆိုမြန်မာနိုင်ငံကိုလိုက်ရှာမယ်မြန်မာနိုင်ငံပြီးရင်6နဲ့စပြီးတော့ထည့်မယ်ပြီးရင်ဒီနေရာမှာကျွန်တော် address ထည့်ရမယ် address ထည့်မယ်ဆိုတော့ကျွန်တော်ကဘာလုပ်လဲဆိုတော့ကျွန်တော်ကဒီ Google Map လေးတစ်ခုလုပ်မယ် Google Map လေးနော် Google Map လေးတစ်ခုလုပ်မယ်အဲ့ Google Map လေးကိုတောင်းမယ်ကျွန်တော်ကဒီနေရာမှာရှာလိုက်မယ်ကနေရာတွေပြီးတော့ရှာလိုက်မယ်။ကျွန်တော်ကနေရာတွေ့ပြီဆိုကနေရာကိုတွားမယ်။ကနေရာကိုတွားမယ်ဆိုဒီစားကြည့်နော်ဒီမှာဟောနော်သူတို့နေသူတို့၄ခုရှိရနေတွေမှာ၄ခုလောက်ရှိရ၄ခု၅ခုလောက်ရှိပြီ BC AB SK MB ဆိုပြီးတော့အဲ့ရှိရကျွန်တော်ဒီ SA နဲ့စတဲ့နေရာကိုတွားမယ်။ဒီမှာကျွန်တော်တွေ့ပြီဆိုတော့ဒီမှာမောင်နှံတပုံပုံမှန်လေးနဲ့ဒီမှာစားတော့ဆိုင်တွေပါလို့ရှိရယ်စားတော့ဆောင်ကြီးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်အောက်လေးနည်းနည်းဆွဲချလိုက်ရင်ဒီမှာ location ပုံမှန်လေးနဲ့ပြရဲအဲ့လေးကိုဖိနှိပ်လိုက်အဲ့ဒါကို copy ယူရည် copy ယူရင်ကျွန်တော်သွားမယ်ပြီးရင်ဒီနေရာမှာခုနကဖိနှိပ်ထားရအောင် copy paste ပေးလိုက်ပြီးရင်ဒီနေရာမှာ city နေရာမှာကျွန်တော်ဗာထည့်ရမလဲဆိုတော့ဒီမှာနော်ဝေးရဲ့အနောက်က ENK ဆိုရရှိတယ်အားလေးထည့်လိုက်မယ်ပြီးရင် provide နေရာမှာကျွန်တော်က S နဲ့စရဲဟာဆိုတော့ထည့်လိုက်မယ် S ရိုက်ရှာပြီး poster ကုန်းနေရာကျမှ SK ရဲ့အနောက်က S CO J CO and CO နော် SK ရဲ့အနောက်ကဟာလေးနော် SK ရဲ့အနောက်ကဟာလေးကိုကျွန်တော် national လိုက်မယ်ပြီးရင်ကျွန်တော်ဒီနေရာမှာကျွန်တော်မွေးနေ့ခုထည့်မယ်ပြီးရင်ဒီအောက်က web your application ဆိုတဲ့နေရာရှိ application ဆိုတဲ့နေရာမှာကျွန်တော်အပေါ်ဆုံးဟာပဲရွေးလိုက်မယ်ပြီးရင်ဒီနေရာမှာကျတော့ကျွန်တော်ကခုနဖုန်းနံပါတ်ပဲကျွန်တော်ပြန်ထည့်မယ်ဒီမှာရှာပြီးတော့ပြီးရင်ဒီမှာအောက်ကနေမှာစိတ်ရ register business address ဆိုရှိအဲ့လေးကိုအမှန်တလေးချစ်ပေးလိုက်ပြီး national လိုက်ခုလိုပြသွားပြီဆိုရင်ကျွန်တော် go your home page ဆိုတော့နှိပ်လိုက်ခုလိုပြရင်ကျွန်တော်အမားလေးပဲနှိပ်လိုက်ပြီးရင် go your home page ဆိုတော့နှိပ်လိုက်ဘောဒီမှာ set up your paper business account ဆိုပြီးဖြစ်လာပြီအချင်းအဆင်ပြေသွားပြီဒီမှာကျွန်တော်တို့ paper account တစ်ခုဖွင့်အောင်ပါပြီအားလုံးပဲအဆင်ပြေကြပါစေကျေးဇူးများတင်ပါတယ်ကျွန်တော် account လေးကို follow လေးလုပ်ပြီးသွားကြပါအားလုံးကျေးဇူးများတင်ပါတယ်